ရင်းဒီကောင်ကကျမအမပိန်ပိန်လေးတွေကိုဆေးလာပြတာပါ6လာကိုတက်တာဒူးပဲမကောင်းဘူးတဲ့ညာပဲဒူးကဆရာဟိုအိမ်နာဘွားကြပြီးဂုတ်ဆိုမြည်သွားတာနောက်ဆရာခေါင်းကလည်းကြိုက်တာနှစ်တည်းချီပြီဟိုကအစားတွေကအဲ့ဒါအစ်သေးပါဆရာစီရအကုန်ပြောင်းမယ်ဆရာရဲ့မြင်းဒီကောင်ကမနှဲခေါ်လာတဲ့ဝေးလို့တဲ့မဆောက်နိုင်ဘူးတဲ့အေးလို့တရက်ကညီမတော့ပျောက်သွားပြီအကုန်လုံးမရနိုင်လို့လားရတယ်သူခေါ်လာတယ်မြင်းဒီကောင်ကအမတွေကိုတီးတန့်လာပြတာနော်နှလုံးသားအခမဲ့ပရာဟိတဆရာစေကမ်းမှာဒီမှာနော်ဆရာရဲ့မေတွေကိုဆေးကူတာအောက်မှာထိုင်းပြီးတော့ခုပေးရတာနော်အမေတွေလိုသဘောထားပြီးလိုင်းပေါ်မှာမတရားတွေမပြောကြပါနဲ့လို့ဆရာကိုချောလေးဆိုတဲ့အကောင့်တစ်ခုနော်အမြဲတမ်းဆရာအောင်မှာဝင်ပလိမ့်နေတယ်လားဆရာဒီမှာခုရတဲ့ဘုံသမင်းကျွေးရတဲ့ဘုံတွေလာကြည့်နော်အကုန်လောက်ရတာတွေနော်အဲ့လိုမတီးဘဲနဲ့လိုင်းမော်အားတွေပေါ့ကြည့်ပြီးတော့အမြင်အာရုံနဲ့မတီးဘဲနဲ့လိုက်ပြီးမပြောကြပါနဲ့လို့လာကိုယ်တိုင်ဒုက္ခခံကြည့်လိုက်လူတွေဘလောက်မှဟိုခုရတဲ့လူတွေကိုဆရာလှုပ်ပေးရလဲဆိုတာနော်အဲ့ဒါမစာမနာတွေမပြောနဲ့သာနာစိတ်ကလေးတွေထားမလို့စိတ်တွေမထားပါနဲ့လို့ယောဂတွေဖြစ်မှဆိုလို့ပြောနေတာနော်ကိုတယောက်တည်းတည်းမဟုတ်ပဲမိသားစုလိုက်ယောဂဖြစ်ပြီးခုမရတဲ့ယောဂတွေဖြစ်မှဆိုလို့ပြောတာနော်သာဓုပါမခေါ်နိုင်ပဲနေမယ်နော်မိသားစုလိုက်သာဓုမခေါ်နိုင်ပဲနေမှာပြောတဲ့လူတွေသတိထားကျမအမပိန်ပိန်လေးတွေ6လာတဲ့အတက်ဆင်းတွေလို့ဒူးမကောင်းလို့ဒီနေ့ဗုဒ္ဓဘုနေ့ကဒူးသီးတဲ့နေ့ပေါ့နော်ဒူးသမားနဲ့နားသမားတွေကိုကြီးတဲ့နေ့ပါဒါပေမဲ့ကျမတို့က3ရက်ဆက်ပြမှာပါနော်3ရက်ပြားမှဆေးဘက်လဲပြီးပိုးပြီးကောင်းပါတယ်ဒီမှာတဲလို့နေလို့လည်းရတယ်ထမင်းလဲဆရာညမနဲ့အလကားကျွေးတယ်အဲ့ဒါကိုဘွိုင်းပြီးပြောနေကြတယ်ပြောတဲ့လူလေးတွေစာနာစိတ်ကလေးတွေထားပါခါလဲနာထားတယ်အိမ်နာဘွားတွေလဲထားလို့မှဒူးကောင်းမှလည်းကောက်ဆိုဖြစ်ထားတယ်ဒီဘက်အမတယောက်ကလည်းသူခန္ဓာကိုသူမနေတယ်ရတယ်သူကဘယ်နဲ့လား4လာလား5လာလား6လာသူက6လာသူကလည်းဒူးမကောင်းအမသူ့ဖင်သူမနေတယ်ပြီးစရာဒူးမကောင်းတဲ့အမတွေကိုလာပြတာ